Chung ba bi khong mi chung ba bi khong mi chung ba bi khong mi chung ba bi thế chung nhí quỷ đâu vậy biết được hả thế nhé phát triển lớn sáng đi liệt bảo cái thế mùa hong ra này màดูtuy đi nhìn đi trong xa mùa đi đủ lớn sáng quỷ xa đoàn kia tại sao mấy tình khai quỷ chủ cho nó mau như thế muốn gì thì thế này ta phải lên đây màu này không biết đủ đâu mà đi sinh liệu. Ok. Ú quan điပြောပြတဲ့ပုံလေးကျောင်းမှာတင်နေရပြီ။ ဟုတ်လား။ဒါပေမဲ့sinh liệuတို့ကျောင်းကရာစင်တင်သွင်းနေပြီပေါ့။ ဟုတ်ကဲ့။ကောင်းလိုက်။အော်ဒါလည်းဟိုနေ့ကဝင်းချက်တိုင်းတက်လဲစာရပါလား။ရပါပြီ။ဆောင်း။လောကကွယ်ရာလူတို့ရွာ၌မှတ်ပါထူးဆန်းဒုကနန်းကိုခွဲခြမ်းတင်ရှားဤတန်းဖြာစိတ်အင်မာကာကတွေးတို့စာတီငါကိုတွေးတင်ချကိန်းချ။ပါလေကစိတ်လျောင်း ဥပ္ပန်လေးမရှိတော့ဘူးဒီမှာခေါင်းရေးသွားတယ် ကြီးကန်းထဲမိုက်တဲ့လူကြီးကန်းတော်မှစာနဲ့ရံကြံကိုတပြိုင်နက်ထက်မြင်တတ်ကြ၏တင်တို့ကစာကုတ္တလမြင်တတ်ကြပေသည်က ဟာဒီသားကဘာတွေပြောနေကြတော့ အလကားမိမရဝန်ဒီဆိုတော့ကောင်းပေါ့ဟိုတနေ့ကငါ့ကိုပြောတယ် ဟုတ်လား တို့အားလုံးမိုးတွေကနေပြောင်းပါတဲ့ အေးလေ ဒီမဝင်မှာကဆိုးကြီးကြလိမ့်မယ်အလကားကဘယ်နဲ့ကွာစီးပွားသိပ်ဖြစ်တယ်ဒီနေရာကပြောင်းဖို့ပြောတယ်လူမတ်အခုလည်းကြည့်လေမပြောမဆိုပဲထွက်ပြေးသွားပြီငါတို့ကိုရန်သူကိုမမြင်တတ်ဘူးတဲ့ဘာရန်သူလဲဟင်ကောင်းထက်တဲ့ဒါကလွယ်လို့ဒီကောင်အလကားကျုပ်ဖို့လို့ပါဟေးမင်းမပဲသွားလိုက်တာ ရှင်းရှုပ်စီပါတယ်တော့ဘာပြောလို့လဲကပြောစမ်းမအောင် ဝန်ဒီပြောတဲ့စကားမှန်နေမလားမသိဘူးကွာအခုတမျိုးလုံးလဲဝမ်းရောဂါတွေဖြစ်ပြီးသိကြတဲ့လူတွေကလည်းမနေကြတော့ ရှင်းဒါဆိုရင်ကျုပ်တို့ဘယ်လိုလုပ်ကြမလဲဟင်ဝမ်းယောဂဆိုတာကြောက်ကြကောင်းသားဖြစ်ပြီ အေးမင်းတတိတယ်နေဝမ်းယောဂါဆိုတာကတမျိုးလုံးပြောသိနိုင်တယ်ကွာ ဟုတ်ကဲ့ဒီကမင်းတော့ပြောစမ်းမအောင်ရှင်းဒီလိုဆိုရင်ကျုပ်တို့ဘယ်လိုလုပ်ကြမှာတော့ ဟာဘာလို့ရမလဲမိမရတတိနဲ့စာတတိနဲ့နေုံပဲရှိတာပေါ့ ဒုက္ခပါပဲရှင်ဖယားဒီလိုနဲ့မူအပြင်မှာဝရောဂါဖြစ်ပြီးလူဦးရေတဝက်ကြော်သေတဲ့အထဲမှာကျုံမိဘနှစ်ပါးလည်းပါသွားတယ်ပေါ့ဗျာဆယ်ရောင်းတော့ကြောင်တက်ရကောင်းနုံစီဝါရေးပဲလိုက်ရကောင်းနုံနဲ့မဆုံးဖြတ်နိုင်ခင်မှာပဲကျုပ်စီကိုဥပ္ပန္တိစီကစာဆောင်ရောက်လာခဲ့တယ်ဒါနဲ့ပဲအမွေပစ္စည်းအလုံးကိုရောင်းချပြီငွေဟိုဘန်မှာအပ်ခဲ့နောက်ပြီးကလကတာကောလိပ်မှာပညာကိုသင်လို့ပြီးတဲ့အခါအိန္ဒိယပြည်ကျောက်စာဌာနမှာပဲကျွန်တော်လှုပ်ခဲ့အလုံးလုံးတစ်နှစ်လောက်လဲကြာရောကျုပ်စီကိုဥပ္ပန္တိစီကစာဆောင်ရောက်လာပြန်တော့တယ်ဗျာ တီးပြီးလက်တိုင်အောင်နာမည်ကြံခဲ့တဲ့လူတွေဟာလကစားပညာရှိတွေမဟုတ်ဘူးဘောကကြီးကိုအကျိုးပြုဖို့ကိုတော့မင်းဟာအပြေဝစိတ်ထားဖို့လိုတယ်ပြီးတော့ရှေးဟောင်းပညာရတွေကိုလေ့လာတဲ့နေရာမှာပကံကိုခြံထားပြီးတကဘာလုံးကိုလေ့လာပြီးမှတွေ့ကြုံတယ်လို့မဆိုနိုင်ဘူးလေ
အမှန်တိုင်းဝန်ခံရရင်ကျုပ်ဟာသမင်းရဲ့ကြီးဥဝန်ကြီးကိုကျုပ်ရဲ့မဟာစေတနာရှင်ကိုဆောင်နှတ်ကြီးလို့သဘောထားနေလို့ပါဥက္ကဋ္ဌကြီးကစာဆောင်ရတိုင်းကျုပ်ရဲ့ဆုံးဖြတ်ချက်တွေဟာအသစ်ပြောင်းလဲခဲ့ပမာတစ်ခုဆိုရရင်ကျုပ်ဟာအင်အားကြီးမားတဲ့ပင်လယ်ကူးတင်မောကြီးပေါ့ဗျာဥက္ကဋ္ဌကြီးဟာအဲ့ဒီတင်မောရဲ့မာလိန်မူးကြီးတစ်ဖွဲ့ပေါ့ဗျဒါနဲ့ကျုပ်အိန္ဒိယကျောက်စာဌာနကထွက်ပကံမြို့မှာရှိတဲ့ရှေးဟောင်းကျောက်စာချက်တွေကြားမှာတွေ့နိုင်မယ်လို့ထင်တဲ့ဥက္ကဋ္ဌကြီးကိုရှာဖို့အိန္ဒိယပြည်ကနေဗမာပြည်ကိုပြန်လာခဲ့တယ်အေးဗျာခမရရဲ့အဖြစ်အပျက်တွေကတော့ခက်ဆန်းဆန်းပါပဲဥက္ကဋ္ဌကြီးဆိုတဲ့လူကြီးကိုတွေ့အောင်ရှာဖို့ခီးကလည်းအများကြီးကြံသေးတာဟုတ်ကဲကိုစိန်လျောင်းခင်ဗျားလည်းဗမာပြည်ရောက်ချင်းပကံဘောကိုကိစ္စခုမှပဲအကောင့်ကြီးပေါ်တော့တာပါလားဟုတ်တာပေါ့ဗျာဟုတ်တာပေါ့အညာကိုဆမ်းမဲ့တင်မောကြီးတွေကိုတပတ်စောင့်ရင်းနဲ့ပဲမအူပင်မှာကျွန်တော်တော်တော်ကြာသွားတယ်ဟောတင်မောခွာတော့ကဲကိုထန်ဆုံးကျွန်တော်သွားမယ်ပကံရောက်ရင်ကျွန်တော်ရောက်ချင်းစာရေးလိုက်ဟုတ်ကဲ့ဒီနေ့ရေးပါရနော်ဟုတ်ကဲ့ဒီလိုက်လိုင်းပေငိမ့်ငိမ့်အသိမ့်နေလူဟိုဘူးဒီခက်ခါပဲသမုတ်တရားဝမ်းတထွားတွေ့လေရွက်ကိုဆင်းရည်ပြင်းငေးတငါလေးကလေးထိုးဖြူရိုးစရိပထိုးနဲ့မြစ်ရိုးဘေးကကျေးလက်ရှုခင်းနှမ်းပြောင်းခြင်းတွေကြည်ရင်ပြီးဒီဝေရေရေနဲ့အရာလွယ်လင့်တကူသွားလာနိုင်ကြစီရပဲတဘာဝကဖန်ဆင်းမြင့်မင်းအရာသာယာစုပြေမင်းစီကတော့အေယာဝတီမြေပေးကရှုခင်းတွေကြည့်လိုက်စားဖက်လိုက်နေပါလားအေးဗျာမူပင်ကထွက်လာကလေးကတင်းမောပေါ်မှာဒါပဲလုပ်ရှိတယ်ဟုတ်လားဒါနဲ့ဒီခါဆိုင်နဲ့6မြို့စိတ်ကမှာ6မြို့စိတ်ကဟုတ်လားဟုတ်တယ်လေဒီခါဆိုင်က6မြို့ပဲဒါလည်း6မြို့မှာဆင်းပါလားဟုတ်တယ်ကျုပ်6မှာဆင်းပြီးပကံကိုခီးဆက်ဟာကားပြက်ပြီနဲ့တူတယ်အေးဗျာကျုပ်ကလည်းဘောင်းနာမောင်းတဲ့ဒရိုင်ဘာဆိုတော့တော်စမ်းပါဗျာကျုပ်တို့ဒီမှာပဲရတော့မှာပဲဒီမှာမရှိလို့ဘယ်လိုလုပ်ကြမလဲဗျကျုပ်ကပကံကိုရောက်ချင်လာပြီဗျပကံကိုရောက်ချင်လာဆရာရဲ့ကျွန်တော်တို့ဒါတော့မတက်နိုင်ဘူးမိုးနဲ့ချုပ်နေပြီဆိုတော့ဘယ်ကားမှလာမှာမဟုတ်တော့ဘူးမနေ့မှပဲပကံကိုခီးဆက်တာဗောဒါကတော့ဘယ်နည်းနဲ့မှဖြစ်နိုင်ဘူးကျုပ်ကလူတစ်မျိုးအခုချိန်မှာအဲ့လိုရမှာလည်းမဟုတ်မြင်းမြင်ရတဲ့ဟိုရှိကရွာကိုရောက်အောင်တွားခြင်းကဲကျုပ်တွားညီမလူလိုနဲ့ရှောက်လာရတာအတော်လေးဝေးတာပဲတော်ဝေးတာဟိုရှေ့မှာတိုက်ကြည့်တလို့အောက်လင်းတမီးကြီးကထွန်းလာလိုက်တာဟင်းလေးနေရဟုတ်အဲ့ဒီမှာငါတဲခုပဲတောင်းတယ်ငါတညတဲခုပဲတောင်းတယ်ကြွပါရှင်ကြွပါပြီးလက်ထက်တည်ဧည့်သည်ပါလားဧည့်သည်ကိုခေါ်ခဲ့ပါဟုတ်ကဲ့ဧည့်သည်ကိုအထဲမှာနေရပေးပါကွယ်ကဲခီးပန်းလာတယ်နဲ့တူတယ်ရင်နွေးတောင်းရင်အပန်းဖြေပါအောင်ရှင်စတော်ခဲကြီးရဲ့အတုပကိုမိတာရှင်သိတ်ကန်ကောင်းတာပဲဗျာစတော်ခဲကြီးရဲ့အတုပဟုတ်လားဟုတ်တယ်လေဘာဖြစ်လို့များလဲရှင်ကျွန်တော်က6ကနေပကံကိုအသွားကားဂျုံနဲ့လိုက်လာဒီနားမှာကားကပြက်သွားလို့တညလောက်ဒီမှာတဲခေါ်ဖို့ခွင့်လက်တောင်းတာရှင်ကျုပ်ခုမှသဘောပေါက်အခန်းထဲကဂရင်ပေါ်မှာတင်ထားတာကအတုပခေါင်းကြီးကိုကဲဒီလိုဆိုဒီမှာတင်းနေပါတယ်ရှင်ဒီမှာအဖော်နေနေတဲ့အတွက်တင်းရမဟုတ်ပါဘူးလူအပ်တဲ့လောက်တင်းနေပါတယ်ရှင်ညနေနဲ့ရှင်ချောင်းဝမှာမုတ်စိမ်မွေးအရှိကြီးနဲ့လူတယောက်ဝင်လာတယ်ရှင်မုတ်စိမ်မွေးအရှိနဲ့လူတယောက်ဘေးကများပါလေကျုပ်ကတော့သတော်ကြီးအတုပါကိုလိုက်ရတယ်ဝင်းပါပါတယ်ရှင်
ကျေးဇူးလည်းတင်ပါတယ်ညစာများရောသုံးဆောင်လို့ပြီးပြီလားရှင် နေပါလေကျုပ်မစားချင်ပါဘူးမကြခင်ရောက်လာမယ်ကျုပ်ရဲ့လူမျိုးကိုတော့အောင်လေဟုတ်ပြောရင်ဆိုရင်တော့ငါရပြီလေ ခုတင်ဆုံးတာသတော်ကလေးဥက္ကွန်ကြီးဟုတ်ပါသလား စတော်ခဲကြီးဥက္ကွန်တီစတော်ခဲကြီးဥက္ကွန်တီ ဟုတ်ပါတယ်ရှင်စတော်ကြီးပါ အေးဒီလိုဆိုရင်အလူဘကောင်းကိုဖွင့်ပြီးတော့အလောင်းကိုကြည့်ကြည့်နေဥက္ကွန်တီကဒီလိုသေးပြီးနဲ့ပြန်ပေါ်လာတယ်တော့လားကြည့်ဒီတစ်ခါတော့မရဘူးခေါင်းထဲကအလောင်းဟာဥက္ကွန်တီဟုတ်မဟုတ်ဖွင့်ပြီးကြည့်ရမယ် ဟုတ်တယ်ဖွင့်ကြည့်ရမယ် ကဲတို့လူဒါကိုသိပြီဟုတ်ခေါင်းကြီးကိုဖွင့်ရမယ်တကယ်လို့ခေါင်းထဲကဥက္ကွန်တီမသေးဘူးဆိုရင်တခါလေအသေးထိုးသားလိုက်ရဲ့ကဲဖွင့်ရဆရာလေးကြာ စာရီရေးထားတာမဟုတ်ဘူးဒါဆိုရင်ဥက္ကွန်တီကမှလေးဗျာ ဒါကတော့ဥကွန်တီရဲ့ထုံးစံအတိုင်းပဲကဲတို့လူတွေပြန်ရမယ်မိတ်ဆွေကရောဥကွန်တီကိုရှားနေတဲ့လူပဲမလား ဟုတ်ကဲ့ ဒါဆိုရင်ဒီခုံးထဲမှာရေးထားတဲ့စာတွေကိုကျင့်နေရေးခဲ့ပြီးတော့ ဥက္ကွန်တီကိုရှာနေတဲ့မုတ်စိတ်မင်းနဲ့ဒီ၃ယောက်အခေါင်းမှာရေးထားတဲ့စာပြဿနာရဲ့အစဒီစာကနေတူဒီစာကိုကူးထားရဒီစာကိုငါကူးထားရရေးထားတဲ့စာကပကံရေချိုးပကောမှာပေါ့လူလိုမှနတ်လိုနတ်လိုမှဂျိုးမှငကန်းပေငဆွေပေါ်ပေတော်ပူပြီးတုတ်တန်တို့သွားစတော်ကြီးဥက္ကွန်တီကိုမရှာတော့ဘူးလားရှင် ငကိုကတော့မတွေ့တအောင်ရှားဖို့ပဲမြန်နှံ့ွယ်မတွေ့တအောင်ရှားဖို့ အော် ဒါပေမဲ့ဥက္ကွန်တီရဲ့ဘာမှမသိတဲ့ဇတ်ထုတ်ထဲမှာမျောပါနေလို့ကတော့မလွယ်ဘူးထင်တယ်ဒါနဲ့ဥက္ကွန်တီနဲ့ပတ်သက်လို့တိရမြကျုပ်ကိုပြောပြအောင်ဘာကြောင့်လဲဆိုတော့ဥက္ကွန်တီဟာကျုပ်ဘဝမှာအထူးခြားဆုံးပုဂ္ဂိုလ်တူသူနဲ့ပတ်သက်လို့ကျွန်တော်အများကြီးယုံကြည်ထားပါ အော်ဒီလိုပါစတော်ကြီးကမျက်နှာတွေရဲ့ဖခင်ကြီးတော်နဲ့အတူရှားပါလာတဲ့ကြောက်ညစ်ရတနာတစ်မျိုးကိုရှာဖွေခဲ့ကြပါတယ် ဘာကြောင့်မျိုးများလဲမြန်နှံ့ွယ် ဝင်းတဝူးဆိုတဲ့မြတ်ကြောက်တစ်မျိုးပါ အဲ့ဒီညကြောက်ကိုဘာလို့ရှာတာ ဖခင်ကြီးတော်ဟာကျမ်းဂန်ပညာလိုက်စားတဲ့ပြင်မှာဝါသနာသိပြီးပါတယ်အထူးဆန်းဆုံးတစ်ခုကခမည်းတော်ဖရားရဲ့သူရရှိထားတဲ့အမွေပစ္စည်းတွေထဲမှာထူးဆန်းတဲ့ပရပိုက်တစ်စုကိုရရှိခဲ့ပါတယ် ဩဩ အဲ့ဒီပရပိုက်ရတဲ့နေ့ကစားပြီးလူယုံတော်ကြီးဥက္ကွန်တီနဲ့အတူအဲ့ဒီမြတ်ကြောက်ကိုရှာခဲ့တာပါပဲရှင် မြန်နှံ့ွယ်ရဲ့ဖခင်ကြီးတော်ကြီးကအခုဗမာ နိုင်ရဆန်သွားတာ10နှစ်လောက်ရှိပါပြီ ဟုတ်ကဲ့ဥက္ကွန်တီရဲ့ဇလန်းကိုလည်းပြောစမ်းပါဦးဗျာ အဲ့ဒါတော့ညနှမ်းတွေပြောတာတဲ့ရှင်ကိုယ်တိုင်ဥက္ကွန်တီနဲ့တွေ့နိုင်အောင်ကြိုးစားပြီးတွေ့တဲ့အခါကျမှပဲမြည်ကြည့်ပါတော့ရှင် ဗျာရှင်ကိုယ်တိုင်ဥက္ကွန်တီနဲ့တွေ့နေအောင်ကြိုးစားပြီးဟုတ်မြန်နှံ့ွယ်ပြောသမျှအားလုံးကိုကျုပ်စိတ်ဝင်စားတယ်လူဆိုတဲ့တော်ဟာတိတ်လို့စိတ်ရဲ့ခိုင်းစင်မှုကိုပြုတ်လို့ရရှိတယ်ဆိုတဲ့စကားတော်ကျုပ်သိကျင်နေတဲ့ဥက္ကွန်တီရဲ့ ဟုတ်ကဲ့ ဖြစ်ခဲ့တဲ့အကြောင်းအရာအားလုံးရဲ့ဒီကြောင့်ဥက္ကွန်တီကိုမတွေ့တအောင်ရှာကဲပြင်း납ပြီလား ကြားရတာဝင်းတာပါတယ်ရှင်ကြောက်တော်သူရှာရင်တွေ့နိုင်ပါတယ်သူရေးခဲ့တဲ့စာမှာပကံရေချိုးပကူးမှာပေါ်တယ်ဆိုတော့ပကူးမှာမုတ်ချရှိနေထင်တယ် တေတော်သူဒီတုတ်တန်တို့သွားသည်ဆိုတဲ့စကားကတော့အကုန်းမျိုးတုတ်တန်တစ်ခုမှရှိမယ်လို့ဆိုလိုတဲ့သဘောဖြစ်နိုင်တယ်ပေါ့ ဟုတ်မှာပေါ့ ညံနှန်းနေ ရှင် ကဲကျုပ်သွားဖို့အချိန်ကြဒါနဲ့ညံနှန်းတွေကတော့ ညနှမ်းတွေကတော့ဒီမှာပဲနေခဲ့ပါဦးမယ်ဒါပေမဲ့ညနှမ်းတွေကိုတွေ့လို့တဲ့ဆန္ဒရှင်ရဲ့စိတ်ထဲမှာပေါ်လာတဲ့အခါရှင်စီကိုညနှမ်းတွေရောက်လာအောင်ကြိုးစားပါမယ်ရှင် ကောင်းပါပြီတဲ့ဗျာကောင်းပါတွေ့မို့တွေ့ရမို့မမိုးနိုင်အောင်တွေ့ရှာနေရာတွေနဲ့မှာပေါ်လာဝန်တီမြတ်စရာတကောင်းကျွဲ့တမျက်နှာဩဝါဒစာရခြင်းသူလာအစာသူတေတာအာကိုခွေရာ
မရှိတဲ့ဘဝမှာကိုသာကိုလေဘယ်မှာလဲအသေးမြတ်ဆရာဘယ်လိုလဲဘယ်စင်ညာဖုံးအောင်နေတာလဲအခုမှရှိတဲ့တင်ငိုင်းနေတယ်နှံ့မောပန်းနမ်းနေချင်းနဲ့ဒေါသဖြစ်ပြီးဟောဒီလိုသာအော်လိုက်ခင်မာပြီးတော့ဦးဝန္ဒီစောကြီးဦးဝန္ဒီအဖေမဆရာကြီးဦးဝန္ဒီခမရရဲ့နခပညာရက်တွေနဲ့တက်ချက်ပြီးကျုပ်ကိုဂျုံနေနိုင်မယ်လို့ထင်နေတာကျုပ်စိတ်မာပြီးနဲ့တူတယ်ကျုပ်စိတ်မာပြီးနဲ့တူတယ်သေရရဲ့အဲ့သေရမင်းငါပြောနေပါလားခွာကြီးမင်းရောက်နေတာငါသိပါလေလေမင်းဘယ်တော့ဆွဲကောင်းလဲတားသိရှိလဲဆိုတာကငါထူစောင့်ကြည့်နေတာကွာဖြစ်မှဖြစ်ရလေဗျာကျုပ်ကဥပ္ပန်ကြီးနဲ့တွေ့ဖို့ဟိုအိန္ဒိယပြည်ကနေလာတာဗျမတွေ့ရင်မပြန်ဘူးဒါပဲကဲဥပ္ပန်ကြီးရဲ့ပြဿနာတွေအားလုံးကိုကျုပ်သိတယ်မင်းကိုအကူကြီးတောင်းမလို့အကူကြီးတောင်းနေလေမင်းကြီးကဘာအကူကြီးလဲဥပ္ပန်ညာနန်းနဲ့ပြောပြလို့တချို့တစ်ဝက်ကိုကျွန်တော်သိရပါပြီဖြစ်နိုင်ရင်တော့အားလုံးကိုကျွန်တော်သိတယ်အေးရရမှာပေါ့ကွာငါရှာဖွေလို့ရတဲ့ပညာတွေတဲကမတော်လောပါနေတက်ခဲ့တယ်ပကံပီမှာဖျားတွေတလောက်များနေတာလေဖျားစစ်ကတလောက်မများဘူးဟုတ်လားဟုတ်တယ်မလားဖျားစစ်တစ်ထောင်ဖျားရုံတသိန်းဆိုတဲ့စကားတောင်ရှိသေးတယ်ကွာနော်အေးအဲ့ဒီတော့ကတထွေးတွေကလေတို့ပစ္စည်းတွေကိုဖျားရုံဆောင်ပြီးတော့ဗန္ဒရဲထဲမှာထည့်ခဲ့တယ်စိတ်ဝင်စားတယ်အဲ့ဒီပြီးတော့ကနောက်ပိုင်းမှာအဲ့ဒီပစ္စည်းတွေကိုရှာဖွေကူးပွင့်နေလေအဲ့ဒီပစ္စည်းမရပဲဟောဒီဒုက္ခပေးတဲ့ချိန်စာကိုရရှိတာပဲဗျာဒုက္ခပေးတဲ့ချိန်စာဟုတ်ဟုတ်တယ်ရှင်ရဲ့ဆိုစမ်းပါဦးဗျာဘုရားကြုံကြီးဖြစ်နေရတဲ့ငါအတိုင်းဝင်းကိုကဲတင်ဖို့ဘုရားဆိုအတိုင်းဝင်းကိုကဲတင်ဖို့ဟုတ်အရှင်မြတ်ရာဇမြတ်တဲ့ကြောက်ဆုံးနေတဲ့ယတနာတွေကိုရှာဖွေပြီးတော့မူလနေရာကိုပြန်ထမ်းနိုင်ရင်ကျွန်ဖြစ်မှလွတ်မဲဆိုတဲ့ချိန်စာရပညာတွေတိုးတက်အောင်လေ့လာဆောင်ရွက်ပြီးတော့အဲ့ဒီဝန်တော်ချုပ်ကိုရှာဖွေခဲ့တာပဲငါလဲအဲ့ဒီကလေးကငင်းငင်းချမ်းချမ်းကိုမနေရတော့ဘူးကွာကျုံနားလေပါကြီးကျုံနားလေပါခမရမှာဒီချိန်စာကြီးကိုရတဲ့နေ့ကစတော့ဒီပညာတွေကိုလေ့လာလိုက်စားတယ်ချိန်စာလိုပြည့်ဖို့အတွက်မတူဟာမင်းရဲ့များလက်စုကိုရှာဖို့ကြိုးစားတယ်အဲ့ဒီအလုပ်ပြင်မှာညာနန်းရွယ်နဲ့သူ့ဖေကိုတစားကသားကောင်အဖြစ်နဲ့အသုံးပြုခဲ့ကျုပ်ကိုလည်းခမရသားကောင်ပြုနေသုံးပြုဖို့နှစ်ရှည်လာများစီမံကိန်းကြီးချပြီးဒီတင်းငင်းကုန်ကိုခေါ်ခဲ့ရင်ခမရဟာပညာရှိတော့ကောက်ကျစ်ဆင်းလဲလူရအေးဟုတ်တယ်လူဟာပညာရှိလေကောက်ကျစ်ဆင်းလဲလေကွာအေးလေတနေ့တော့မင်းတို့ငါ့ကိုခွင့်လွှတ်နားလည်လာမှာပါလောကမှာဘာမှမြင်ရလို့မရှိဘူးကွာကျုပ်မှလည်းဆိုတာလည်းမမြင်ဘူးပထမငါကျင်းစာဆင်းမှဆိုတဲ့အတွက်ဒီအလုပ်ကိုလုပ်တာပဲဒါပေမဲ့ခုတော့လူသားအလုံးကျုပ်ရှိကိုလုပ်နေတာကွာနော်ဟုတ်လေညနာလေလားကျောက်ကဥပ္ပန္တိကိုဘယ်လိုလုပ်ကူညီပေးရမှာလဲပြောစမ်းပါကဲပြောစမ်းပါအောင်ဗျာဘယ်လိုလုပ်ကူညီပေးရမှာလဲပြောစမ်းညာလဲစို့အေးလေအေးဟုတ်အခုဆိုရင်လက်စွပ်မဟုတ်တော့ဘူးညာကြီးတက်ဖြစ်သွားပြီနော်အဲ့ဒါကိုပြန်ရအောင်ကြိုးစားဖို့ငါတယောက်တည်းမဖြစ်နိုင်ဘူးလေမိမကူညီရလိမ့်မယ်ဟုတ်ပါပြီဗျာဟုတ်ပါပြီခမည်းပြောတာတွေလေကျုပ်သိပြီးသဘောမပေါက်သေးဘူးဗျာခမည်းကိုကူညီပေးနိုင်မှုကိစ္စကိုအချိန်ယူပြီးစဉ်းစားပြီးမှကျွန်တော်ဖြေပေးရလိမ့်အချိန်ယူစဉ်းစားရလိမ့်မယ်နော်ဒီမှာကွာငါကလည်းအခုမင်းချက်ချင်းလုပ်မယ်ဆိုရင်တောင်းလေလက်မခံနိုင်သေးတဲ့စဉ်းစားခိုင်းအောင်ပါကွာဖျားပေါ်ရောက်ရင်ကျမနဲ့တွေ့လိမ့်မယ်လို့ရှင်းစိတ်ထဲမှာမထင်မိခဲ့ဘူးလား။အော်ညနန်းလွယ်ဟုတ်ပါတယ်ညနန်းလွယ်ပါဒါနဲ့စတော်ကိန်းနဲ့ရောတွေ့ခဲ့ပြီလားတွေ့ခဲ့ပါပြီညနန်းလွယ်တွေ့ခဲ့ပါပြီရှင်းကိုကြည့်ရတာစတော်ကိန်းကြီးပေါ်တော်တော်ကိုစိတ်ကုန်လာတဲ့ပုံပဲနော်ကျွန်တော်စိတ်ကုန်ပြီသူကရှင်းကိုသူဟာကျင်းစာတင့်နေတဲ့ဖရဲကျွန်းပြီးတော့ညနန်းလွယ်နဲ့ခမည်းတော်ဖះကိုတပတ်ရိုက်ပြီးမြလက်စွပ်ကိုရှာခိုင်းနေလို့ဆိုတာတွေပြောလိုက်တယ်မဟုတ်လားဟုတ်တယ်သူလည်းဒီတိုင်းပဲဝန်ခံပါရဲ့ဗျအမှန်ကဖရဲကျွန်းကသူမဟုတ်ဘူးရှင်ဗျာညနန်းလွယ်တို့ကမှဖရဲကျွန်းနေပါဒါဖြစ်ကျမ
မဆုံးအောင်ပြောပြပါရစေခမည်းတော်ဘုရားဟာပကံမျိုးကရှေးဟောင်းအုပ်ကူတွေမှာလောဘတဲပြီးပစ္စည်းတွေတူးပေါ်ခဲ့ရတာနောက်ထပ်ကျင်းစာတစ်ခုနဲ့တွေ့ပြီးကျင်းစာသိမ့်နေတာကိုဥက္ကွန်တရားစေရနာဝန်ထမ်းကူညီလာခဲ့တဲ့သူပါရှင်အော်အခုမှကျွန်တော်သဘောပေါက်အဲ့ဒီပစ္စည်းတွေရရင်ဘာလုပ်ကြမလဲကျမရဲ့သဘောကတော့ဒီပစ္စည်းကမနူဟာမင်းကငင်းကဘာတထေးကိုရောင်းချပြီးသားမို့ငင်းကဘာတထေးပဲပိုင်ပါတယ်သူပစ္စည်းကိုသူ့ရဲ့အယူအိုးထဲမှာပြန်ထည့်ထားလိုက်ကြဘူးပါပဲရှင်ဥက္ကွန်တီကတော့အဲ့ဒီမြကြောက်ကိုသူ့လက်ထဲမှာ49ရက်လောက်ဆောင်းထားရုံပဲအလုပ်ရှိတယ်လို့ဆိုပါတယ်ပစ္စည်းတစ်ခုကိုသူ့နေရာသူပြန်ထားဖို့လောက်တော့ဖြစ်ဒီလောက်ထိကြိုးစားဖို့မလိုဘူးလို့ထင်ပါတယ်ဗျလိုလားပေါ့လိုလေကွာလိုလေဘာတွေလုံးနေလို့လဲလောကကြီးမှာသူ့နေရာပြုပြန်ထားခြင်းဆိုတဲ့အလုပ်လောက်အရေးကြီးတဲ့အလုပ်ပဲရှိမလဲကွာမရှိဘူးဒါကတော့ကျုပ်လုံးဝနားမလည်ဘူးဗျရှင်းပြမှာငင်းရမယ်ဆိုတာလို့အေးရှင်းပြဖို့ငှမှာလေတောင်းမရှိတယ်လေရှင်းပြသားမအောင်ဗျာရှင်းပြသားမအောင်လောကကြီးမှာအရာရာကိုသူ့နေရာကိုသူပြန်ထိုင်နိုင်စွာတတ်သိရှိမယ်ဆိုရင်ဆိုတော့အဲ့ဒီလူဟာတကယ်ကိုအစွမ်းတက်ပြီးလောကကိုအကျိုးပြုလေလူနည်းနည်းတော့စိတ်ဝင်စားပြကောင်းလာပြီဗျာဒါကိုအကျိုးပြုလေလူငါတို့ရဲ့ဘယင်ကြည်တော်မင်းဟာကလပူတွေဖမ်းသွားလို့သူ့နေရာမှာလူမရှိတော့ဘူးသူ့နေရာမှာမရှိတော့ဒီတော်မင်းကိုဒါသူ့နေရာသူပြန်ထမ်းနိုင်အောင်လုပ်ခဲ့ရင်အဲ့ဒီအလုပ်ဟာအမုန်းမြတ်ဆုံးအလုပ်ပဲဟုတ်လားနော်ခင်ဗျားပြောတော့လေဟုတ်တယ်လို့ပဲဗျာဟုတ်တယ်လို့စိန်လုံးဟုတ်တယ်လို့ဘယ်ကမလဲဟုတ်တယ်လို့မကဘူးဟုတ်ကိုဟုတ်တယ်စိန်လုံးဟုတ်ကိုဟုတ်တယ်ဒီဆွဲချက်ချလို့ပဲဖြစ်ပါမယ်တည်ချင်းဝေဖာချင်းဆိုရင်ဒီပါမရမချင်းလုပ်နေရမယ်အလုပ်တွေဟာလေစိန်လုံးသူ့နေရာသူပြန်ထားခြင်းဆိုတဲ့လုပ်ငန်းကြီးရဲ့အစိတ်အပိုင်းတွေပဲရှိသေးတယ်ကွာဟုတ်လားဒီကိစ္စတွေဟာလေတော်ရုံနဲ့တော့နင်သဘောမပေါက်နိုင်ဘူးသိမပေါက်သေးဘူးဗျာပြီးတော့နင်လည်းကြားဖို့မှာပေါ့နင်ပေါင်းများစွာနှုတ်ပြောလန်းခံပြီးအသက်ရှင်နေတဲ့ရစ်တေကြီးတွေအကြောင်းဆိုတာလေတကယ်တော့ဒါဟာမဆန်းဘူးကွာနော်စိတ်လမဆန်းဘူးဆိုတော့အဲ့ဒီရစ်တေကြီးတွေရဲ့ခန္ဓာကိုယ်ထဲမှာရှိတဲ့ဘိန္ဒုကလေးတွေယိုရင်းပြည့်စုံမသွားပဲမူလာတိုင်းပြန်ပြည့်နေမှုဆိုတဲ့သူ့နေရာသူပြန်ထားခြင်းသဘောကြောင့်ပဲအေးလေ你记得နော်တဖြည်းဖြည်းတော့သဘောပေါက်စာပြုလာကျွန်တော်အနေနဲ့ပြောချင်တာကခမည်းတော်ရဲ့သူ့နေရာသူပြန်ထားခြင်းဆိုတဲ့လုပ်ငန်းကြီးမှာကူညီဖို့အတွက်ကျုပ်ဟာစေတနာတစ်ခုတည်းရှိုံနဲ့မဖြစ်သေးဘူးနော်ဒါကိုနားလည်ဖို့လို့ရဲရင်ကြီးလည်းရှိဖို့လိုတယ်မဟုတ်လားကျုပ်ရဲ့ရဲရင်ကြီးရှိမရှိကိုခမည်းတော်မလေ့လာသေးဘူးလားဗျာပြောတာမှဟိဟိလာဖို့မလိုပါဘူးကွာဖြစ်တယ်အတော်ပါဆိုတာပေါင်းကျင်ရဲ့ကျောင်းမဲ့ဖွေရာတွေကိုတိနေမြင်နေကြားနေမှများလာတဲ့အခါတဖြည်းဖြည်းရဲရင်ချင်းတွေဟာရော့လာတဲ့နော်ငယ်သူကြီးသူတောင်မတူဘူးလေငယ်သူဟာပို့ပြောရင်ရင်ရှိတယ်လေကြီးသူဟာအတွေ့အကြုံများလာတဲ့အခါမှာလေရဲရင်ကြီးတွေတဖြည်းဖြည်းရှုံးပြီးနေတွားတယ်နင်သိပါတယ်နင်အဲ့ဒီတော့ကရဲရင်ချင်းရှိမရှိစုံစမ်းဖို့မလိုပါဘူးမင်းရဲ့စုံစမ်းလို့တဲ့အတိတ်တရားအတိတ်တွေနဲ့အတူလေရဲရင်ချင်းတွေအပြည့်အဝရှိလာရမှာပါအယိုးရှိအရေးခံမညူလို့သူ့နေရာသူပြန်ထားခြင်းလုပ်ငန်းကြီးကိုကူလောကကြီးဤလိုဒီလိုလိုရှာမရှာသစ္စာပိုင်မြစ်တာအလန်းသူအနစ်နာခံစငယ်အောင်ညကပ်လိတာပညာအလိုရတို့လိုချင်တဲ့ပစ္စည်းဟာအကျံဖက်သမားတို့ရဲ့အတင်းပွဲတစ်ခုဖြစ်တဲ့ငကနဲ့ဂန်းတစ်ခုနဲ့ပတ်သက်နေတယ်အဲ့ဒီကိုမင်းသွားရမယ်အဓိကအချက်ကအဲ့ဒီမှာခိထန်နေတဲ့လက်ပွေဘွဲတွေမှာစုံစမ်းနိုင်ဖို့ပဲမကြခင်မှာမြမရိုးရလက်ဝဲခွဲကြီးစတင်တော့မှာဖြစ်ပါတယ်ခင်ဗျာတခေါ်လာဝဲစုကထုတ်တယ်ပြီအဲ့လာတဲ့အလံတရားသားပါပဲယောက်ျားဆိုရင်တက်ခဲ့တော့လေတကောင်မကောက်လို့တလံမြင့်ပါစေတွေ့ချင်စမ်းတပဗျာ
ပွဲကောင်းအထုံးအလံတရားကလက်ဝဲသမားရိုးကြီးဆိုတာပေါ့အေးဗျစိတ်ခေါ်တာတော့တော်တော်တက်ကြွတာပဲနော်ဟာဒါနဲ့နေပါဦးဗျခင်ဗျကြည့်ရတာဒီနယ်ကမဟုတ်ဘူးထင်တယ်ကျွန်တော်ဒီနယ်ကိုပထမဆုံးရောက်ခင်းမယ်ဗျကောင်းပြီချုံလုံးပါပဲမယုံနိုင်လေတွဲဟာတပြေပြီးအောင်မို့ဆွေထီတောင်ရောက်လာပြီလေမောက်မာလူထွက်ဆန်းကြောက်တန်းစီပြီးပါပဲကြည်စရာမတွေ့အဟုတ်မှောင်နဲ့ဆောက်မှောင်ကခိုးလိုက်လို့ဘောပြတ်တန်းဖက်စီမှာအသက်စီဝင်ချုပ်တယ်မယုံစမ်းလို့ပွဲတောင်းလာရင်မယုံစမ်းလို့ပွဲတောင်းလာရင်ခေါင်းကိုပါဆက်ခဲ့တော့လေဟာ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 ငါနဲ့ခိုင်းနဲ့ပတ်သက်တယ်သူရဲ့ခီးဆောင်ဆိုတဲ့လက်ဖွင့်သမားကိုတွေ့သူ့လက်ဘေးမှာဆွဲထားတဲ့ကြောင်းကဥက္ခာပြောထားတဲ့အတိုင်းပဲပါလားဥက္ခာပြောထားတဲ့အတိုင်းပဲပါလားဟောမိတ်ဆွေကဘယ်ကိုသွားမှာလဲသွားမှာတော့ကန်ချောင်းကိုကြည့်သွားမှာဘယ်တော့လာတာလဲဗျရန်ကုန်ကစိတ်မရှိနဲ့ဗျာခင်ဗျကြည့်ရတာရာသွေးမှုကျူးလွန်လာတယ်ရှင်တို့ပြောပါဗျာဟာဟုတ်လားကျွန်တော်ဆိုရင်ခင်ဗျဘယ်မှာသွားကြမလို့တော့ဘူးပေါ့ဖြစ်လို့ကျုပ်ကငကတဲ့ပေးရှိတဲ့နေရာမှာနေရင်ပို့ပြီးတော့လုံခြုံလိမ့်မယ်လို့ကျုပ်ထင်နေဗျာဟုတ်တာပေါ့ဒီလက်ဝဲပွဲကျင်းပတဲ့နေရာတောင်သုံးလုံးနေရာဗျာဒါတောင်သုံးလုံးနေရာငကနဲ့ခိုင်းတိုင်းကြီးပေါ့ဗျာဘာလဲရမိတ်ဆွေကငကနဲ့ခိုင်းဖွဲ့ရဗျာဒီလိုဆိုကျုပ်လည်းငကနဲ့ခိုင်းဖွဲ့ရတယ်ရန်ကုန်ပြည်စုနမစစ်ကဖြစ်ဟုတ်ကျုပ်ကထိန်းသားအသိစုကပါဗျာဒါပေမဲ့ငကနဲ့လို့ပြောရုံနဲ့မပြီးသေးဘူးလေကျုပ်ခင်ဗျားကိုတကွက်ပေးရမယ်ဗျာကဲနေပါဗျာငါသာတော့ဘိုင်းနေမှလေခွက်ကြီးကြံအလံမလဲဆိုတာပူပြီးကောင်းသေးတယ်ဗျာအသက်ထက်အဆက်ကပူပြီးရေးကြည့်တယ်မရှိတာတဲ့မသိတာကပူပြီးခက်ကြိုက်ပြီဗျာယုံပါပြီကဲကျုပ်တို့အဖွဲ့ချုပ်ကိုသွားမယ်ရိုင်းပါကောသူဟာရန်ကုန်ကလာတဲ့အမှတ်ရှိခိုင်းသားဖြစ်ပါတယ်ဩဟုတ်ပြီနို့မင်းဒီကိုဘာလာလောက်တာလဲကွာကျွန်တော်မှုတစ်ခုအတွက်နဲ့ထွက်ပြေးလာဘာမှုလဲကွာဆိုသားမောင်ဟောဒီဆယ်ရာနှစ်ရက်ကိုဆရာကြီးကြည့်ဟာဒါကဘာလို့လဲကွာအဲ့ဒါကျွန်တော်လုပ်တဲ့ငွေဆက်ကူပဲဒီဟုတ်ပါလားကွာဒီဟုတ်ပါလားဟုတ်ပါလေငွေဆက်ကူတစ်ဆင့်ရောင်းပေးတဲ့ကောင်ကတစ္ဆာပေါက်ပြီးပလိကိုတိုင်လို့ကျုပ်တက်ပြစ်ခဲ့ဟောဒီမှာလူသားမှုသတင်းပါတဲ့သတင်းစာကိုဆရာကြီးကြည့်ပါမယုံရင်ကြည့်ပါမလိုပါဘူးကွာမလိုပါဘူးယုံပါပြီဟေးမင်းလုပ်ထားတဲ့ပတ်စံကအစ်စ်နဲ့တထည့်ရတဲ့ပဲကွာဟုတ်ကဲ့ဆရာကြီးဟုတ်ပါတယ်နေစမ်းပါအောင်ကွာအဲ့ဒီငွေဆက်ကူလုပ်တဲ့ဆဲမင်းမတခါတည်းပါလာရဲ့လားဒီအတွက်အားလုံးစိတ်ချပါဆရာအားလုံးစိတ်ချနေရချလိုက်ပါပြီတော့ကွာဒီတော့ဒီမှာဆရာကြီးဟေးဟာလဲပါရဲ့မောင်ဟမ်အရန်လက်ခံလို့ဘယ်ဖြစ်မလဲဆရာကြီးတခြားအသင်းသားတွေလိုပဲပညာပေးရမှာပေါ့ဒီကောင်အေးမောင်မင်းငိုငါကြည့်နေတယ်ဘယ်တော့ဖြစ်ငါရှိကကြောပြီးစကားပြောတယ်ငါနားနေပါလေကွာဟေးတောင်မင်းပြောမှာဆရာကြီးဥက္ကွန်ဒီဆရာကြီးဥက္ကွန်ဒီခမည်းစီရင်ပေးလိုက်တဲ့အတိုင်းအားလုံးအဆင်ပြေပါလေဗျခမည်းပေးလိုက်တဲ့ဆယ်တန်းစစ်ကိုကျုပ်လုပ်တဲ့ငွေတူသူတို့ကလုံးဝထင်းနေကြခမည်းစီစဉ်ပုံတွေကတိတ်ပြီးပြီးလူမာလာဥက္ကွန်ဒီတိတ်ပြီးလူမာလာဒီကောင်အေးမောင်မင်းညုံတော့ခက်တော့တာပဲကွာမဟုတ်ဘူးဆရာကြီးမဟုတ်ဘူးဘာလဲနောက်မှဝင်လာတဲ့စိတ်လျောင်ကိုငွေဆက်ကိုအတုမျက်နှာနဲ့ဒါတော့အခွင့်အရေးတွေပေးထားတာတော့ဗျာတစ်ခွက်လုံးကကျင်းတတ်ကြမှာမဟုတ်ဘူးဗျာကျင်းတတ်ကြမှာမဟုတ်ဘူးတစ်ခွက်လုံးမပြောနဲ့မကျင်းတတ်တာကမင်းတယောက်တည်းမကျင်းတတ်တာဟဲ့တော့အေးမောင်မင်းအကြောင်းငါမသိရင်ခက်မယ်ကွာ
စောင့်နေရတာကြာပြီလားမြန်နှန်းွယ် ရှင် ကျုပ်အဖွဲသားတွေရှေ့ကထွက်ရခဲ့လို့အလားနောက်ကြတာကျုပ်ကိုခွင့်လို့ပါ ခွင့်လွတ်ပြီးသားပါရှင်ကျမချင်းနဲ့စာအုပ်မရပဲရှင်မလာဖြစ်ရင်လဲဘယ်လို့မှသဘောမထားပဲခွင့်လွတ်မှုအပြည့်အဝနဲ့ကျမပြန်သွားမှာပါ ဥက္ကဋ္ဌနေနဲ့ညာနန်းွယ်တို့ရဲ့ခွင့်လွတ်တတ်တဲ့ခွင့်လွတ်ခြင်းတရားကိုကျွန်တော်နားလေပါကဲညာနန်းနဲ့လာတဲ့ကိစ္စက အော်ဟုတ်ကဲ့ရှင်နဲ့လက်ခွေသမားရွှေဒီဆောင်တို့ထိုးတတ်တဲ့အခါ ဗျာကျုံနဲ့ရွှေထီးဆောင်နဲ့လက်ဖွဲ့ထိုးရမှာဟုတ်လား ဟုတ်တယ်အဲ့ဒီအခါရှင်နိုင်အောင်အကူအညီပေးဖို့အတွက်ဟောဒီမေ့သေးပလင်းကိုလာပေးတာပဲဥက္ကဋ္ဌမှားလိုက်တာရှင်ရွှေထီးဆောင်ဆိုတဲ့လက်ခွေသမားနဲ့ရှင်ပြန်ရအောင်ကြိုးစားရမယ်အဲ့ဒီလိုထိုးတတ်တဲ့အခါအနိုင်ရအောင်ဒီမေ့သေးပလင်းကိုအသုံးပြုရမယ်တဲ့ကဲကျမသွားတော့မယ်နော် သွားပါတော့မြန်နှန်းွယ်သွားပါညာနန်းနယ်တို့ကျွန်တော်တို့ရဲ့ဘဝဟာဘဝပေးတာဝန်တစ်ခုရဲ့အောက်မှာခဏလေးတွေ့ပြီးခဏလေးနဲ့ခွဲတကယ်ရှင်တွေကဆန္ဒ အော်တော်ပါတော့လားရှင် ခွင့်လို့ပါညာနန်းွယ်လေလေဘာမှမတည်မြဲတဲ့လောကကိုဖြစ်ချင်တာကိုဖြစ်ချင်တိုင်းမဖြစ်ရတဲ့လောကကြီးမှာဘာကိုမှမမျှော်လင့်တာပဲကောင်းပါလေဗျာကောင်းပါ ကျွန်တော်တို့လက်ဝဲဝဲကိုအပတ်စဉ်အချိန်ချင်းကျင်းပလာတာလက်ဝဲသမားရွှေကြီးဆောင်ဟာတိမ်ဘက်မရှိဘူဆွဲနေပါတယ်အဲ့တော့ဟာရွှေကြီးဆောင်တဲ့ရှင်ပြိုင်ချိုးတတ်နိုင်တဲ့လူရှိရင်လက်ဝဲချိုးဝိုင်းတဲ့ကိုဝင်ခဲ့ပါလို့ဖိတ်ခေါ်ပါတယ်ခင်ဗျာကဲဆရာကြီးကျွန်တော်ခွင့်ပြုဒီရွှေစည်းဆောင်ကိုကျွန်တော်ရှင်းပြလို့ပါတယ်ဗျာရှင်းပြခြင်းနဲ့ဗျာ မဖြစ်နိုင်တော့ဘူးမပြောစမ်းပါနဲ့ဘာလဲအေးမောင်ကမင်းကိုဖျောက်ပေးလိုက်တယ်အေးမောင်ကမင်းကြက်ကြက်တတိထားကွာကြက်ကြက်တတိထားအေးမောင်စကားကိုမင်းနားထောင်ရင်မင်းငါတော့သွားတယ်နော် ကိစ္စရှိပါဦးဆရာကျွန်တော်ကိုကျွန်တော်ယုံကြည်ပါတယ်ကဲကျွန်တော်ခွင့်ပေးပါကျွန်တော်ကြိုးဝိုင်းနဲ့ဝင်မယ်ဗျာကျွန်တော်ကြိုးဝိုင်းနဲ့ဝင်မယ်ဗျာကျွန်တော်ကြိုးဝိုင်းနဲ့ဝင်မယူရဆိုတာဒါမျိုးပေါ့ကွာဟဲ့ကောင်တို့ကငုံတာခေါင်းပုတ်သွားမယ်ဟဲ့အတာနာခံကြီးလားအစိမ့်နဲ့လို့ဘာလို့နဲ့စိတ်ရွှေကြီးပါလားကွာဟာမင်းကလည်းခုနကျိုးဝိုင်းနဲ့ဝင်သွားတဲ့စိတ်ကြီးအောင်လက်သေးကဒူးလေးအနှံ့ပါကွာဟာတော့ဝထိုးတဲ့ကောင်ကလည်းဒူးလေးစားတယ်လို့အေးတစ်ခုတော့တစ်ခုပဲကွာတစ်ခုပဲဘောမကြောင်နဲ့ကျွေကြီးဆောင်ကွာဘာကြီးလဲဟေးကဘာထိတ်ကောင်စိတ်လျောင်နဲ့ကွာဘာကြီးဖြစ်ဖြစ်ကျုပ်ကတော့ဟောင်းမတိုင်းကမှကျုပ်ကတော့ဟောင်းမတိုင်းလိုက်ပြီဒီမှာဒီလိုဆိုရင်3နှစ်ကျွန်းခံကြီးမေ့ကျင်တတ်ပလားစိတ်လျောင်ကဒါမျိုးမှကြိုက်တိတ်ကိုကြိုက်စိတ်လိုက်ဟုတ်ငါနိုင်ရင်မင်းကိုဟုတ်မှာခိုင်းမှုအေးမင်းလည်းဘင်းကရွှေပြောင်းမှုကိုငါယူမယ်အဲ့ဒါမေ့ကျင်တတ်ပလားဟမ်စိတ်လိုက်ပေါ့ကို့လူရာဝဲစားမယ်တက်တယ်ဝဲဘွယ်ဝဲနှွေးလာတဲ့ရွှေထီးဆောင်တော့ဒီတစ်ချီခံရပါဟဲ့ဟေးဒီမမင်းငါပြောတာကိုသိသိချာချာမှတ်ထားစမ်းဟုတ်ကဲ့စိတ်လျောင်းငါသိမသိဘူးဟေးသူရထားတဲ့ရွှေပြောင်းမှုကိုပြန်ရအောင်လုံပါမယ်ကွာလုံရမယ်ဟေးတတိလည်းမလို့ဆင်းနေတော့ကြားလားစိတ်ချပါဆရာကြီးစိတ်ချပါဒါကြောင့်ကျွန်တော်အစတည်းကမပြောဘူးလားဒီကောင်စိတ်လျောင်းပါလေဟာတော်လားအိမ်မငါနားလေကဲမင်းတို့အားလုံးလူဆောင်ရပြီလားဆောင်ပါပြီဟုတ်ပြီဒီတော့ဒီနေ့ညဥတာလအိမ်ကိုဓမြတိုက်ဖို့တွားရလိမ့်ကြားလားဟုတ်ကဲ့ဥတာလအိမ်မှာဥတာလရဲ့သူ့မိန်းမရဲ့ဥတာလရဲ့ရောက်ခမရဲ့ဟေးအသက်20လောက်ရှိတယ်ဥတာလရဲ့သမီးပါတယ်ညင်းဆိုတာရဲ့နေကြတယ်ကြားလားအဲ့ဒီကိုရောက်ရင်အရေးကြီးတဲ့အိမ်အောက်ကအဆောင်တောင်းဝင်ကိုမင်းစ
စိန်လျောင်ကတောင်းဝင်ယူအေးမောင်နဲ့ဂျန်တဲ့ကောင်တွေကအိမ်မောတက်ကြကဲဒါပဲရှင်းမလားရှင်းပါဆရာကဲဒါတော့ကြရည်ဒီဖိုးကြီးကဲကွာကဲချမ်းသာပေးပါဘိုးကလေးတို့ရဲ့ကြောက်ပါပြီဟဲ့မောင်မင်းတို့ကမလေးကပြည်စည်းယူဖို့ပဲကွာနှိမ့်ဆက်ဖို့မပါဘူးဟာအေးမောင်မင်းစပြီးမလို့နေပါရောငါပြောနေတယ်မရကဲဒီကောင်ကတနတ်နဲ့ပြက်လိုက်ရဟဲ့ကောင်စိတ်လျောင်ဒါကဘာသဘောလဲကွာဟမ်ဘာသဘောမှမဟုတ်ကွာဒီတော့ကိုပြည်စည်းယူပြီးအေးဆေးလေးပြန်ဒါပဲဒါဆိုရင်လည်းပြီးတာပါလေကွာကဲတို့လူတို့ကြမ်းကြမယ်ဟဲ့ကြမ်းကြမယ်ဖေဖေမိမိအားလုံးအသက်မရှိတော့ဘူးလောက်ကြပါဦးရှင်ကျမဖေဖေရောမိမိရောတနမ်းမှန်ကုန်ရလေဖေဖေမိမိသမီးကိုတယောက်နဲ့ထားခဲ့ပြီသမီးကိုတခါလေးခေါ်တော့ပါတော့ဖေဖေရဲ့အကြံပက်ဆက်တယ်ဝေးကဲငုံနေလို့လည်းမပြီးဘူးမိန်းကလေးငုံနေလို့လည်းမပြီးဘူးရှင်အေးဟုတ်ငါကဒီကောင်နေနဲ့တဖွဲ့သေးပါဒီကောင်တွေကငါ့ကိုယုံတော့မှာမဟုတ်ငါဒီမှာဆက်နေရင်ငါကနေဖွဲ့ငါ့ကိုတတ်လေဒီတော့မင်းကဘာကူပေးရမှာကျမလေးဒီမှာမနေရတော့ပါဘူးရှင်မနေရတော့ပါဘူးကဲဒီလိုလုပ်ပါမင်းငါနဲ့အတူတူပဲခဲ့ရှင်ဟုတ်ကဲ့ရှင်ဟိုဒါနဲ့ကျမကဘယ်အထိလိုက်ရမှာလဲဒါကတော့မင်းကလေးရဲ့မင်းလည်းဒီချိန်မှာအားကိုးရမယ်တဲ့ဘဝငါလည်းဘဝတည်းတစ်ခုကိုတည်တော်မှာမို့ဆန္ဒတူတဲ့နေ့တွေမကုံမချင်းတို့တွေထာဝရလက်တွဲကြွားကြမှာပဲဖြစ်တယ်ရှင်နာမည်လေကျမကိုပြောဦးမှာပေါ့ရှင်အေးငါနာမည်နဲ့ပတ်သက်လို့ကတော့စိတ်သိလူသိနဲ့ရှေ့လျှောက်လှုပ်ရှားတော့မှာမို့ငါနာမည်ဟောင်းကိုမသိချင်တဲ့လူသားလေဒီတော့ငါနာမည်ကိုမြင်ရင်လည်းအသေးထဲမှာဆွဲဆွဲမြင်မြင်မှတ်ထားဖို့ရကဘတ်တူယူလာမြစ်တာတနာရာကချစ်လာလိတဲ့ဒီတပန်းဆုံးတဲ့အမုန်းလက်ခင်တွဲစင်ကြဲတဲ့နှလုံးသားဝဲကမှုရပန်းလေးလန်းဒီပါပဲစိတ်တိလူတိဘဝတိသူကရဲ့အေးချမ်းသာရတော့ချစ်လေးတန်ကိုဒီဆောက်တော်မယ်ကွယ်လုတ်ခဲ့တဲ့စိတ်ရောအခုရန်ကုန်တိုးရောင်လေးကတိတ်ညောင်းရောရှိတယ်လို့ငါသမီးရဟုတ်တယ်ဆရာကြီးပါကောဒီကောက်တစ်ချက်ကြောင့်ကျွန်တော်တို့တစ်ဖွဲ့လုံးထောင်ထဲဝင်ရဒီကောက်ကိုမညှနိုင်ဘူးဆရာကြီးမညှနိုင်ဘူးဟေးတိတ်မလုံးပါနဲ့ကွာတိတ်မလုံးပါနဲ့အရေးကြီးရတယ်အားလုံးကိုငါစီစဉ်ထားပါအခုဒီကောင်ကကြောက်စာဝင်ဟုတ်ဘတ်တူဆိုတဲ့နာမည်ကိုပြောပြီးစက်မြုပ်နေတဲ့ဆိုပဲကွာဟေးဒီတော့ငါနားလိုက်နေမို့โอเคသူ့ကိုတွေ့ရင်တတ်ဖို့တဲ့သူ့စီမှာပါသွားတဲ့ရွှေပြောင်းမှုရဲ့တို့အဖွဲ့အစည်းရဲ့ဌာနတို့ဖြစ်တဲ့ရှုံးဝဲချက်လက်ကျစာရွက်စာတမ်းတွေရဲ့ကိုရအောင်ပြန်ယူနိုင်ခဲ့လို့ရလားစိတ်ချပါဆရာကြီးစိတ်ချအေးဒီကောင်းကြောင့်နှစ်ရှည်လာများထောင်နှန်းဆန်ခဲ့ရတာကျွန်တော်အပိုင်လုပ်ခဲ့ပါမယ်ဒါမှငါတို့ပဲကြီးကွာပစ္စည်းလဲယူခဲ့မယ်အေးဒီကောင်နောင်တရစရာမရှိအောင်လဲလုပ်ခဲ့မယ်ဆရာကြီးဟဲ့ကောင်းနေကွာဒါမှငါတို့ပဲကိုဘတူပြန်လာဗလားအေးငါလည်းဒီတင်ကြောင်းရွာမှာကြောက်ဆောင်ဝင်အောင်ဥပတူဆိုတဲ့ဘဝနဲ့အရိုးထုတ်သွားရမှာငင်းငွေလုံးလို့အပြောင်းလဲဖြစ်အောင်ကြာစီနေမိတာမိမိသဘောတူတယ်မဟုတ်သဘောတူပါတယ်ကိုဘတူသဘောတူပါတယ်ရှင်ပြေသွားတော့စောစောကအိမ်ကိုတရုတ်အဖိုးကြီးတယောက်လာသွားတယ်တရုတ်အဖိုးကြီးတယောက်ဟုတ်လားဥက္ကဋ္ဌများလားကိုဘတူမရှိဘူးလို့ဆိုတာနဲ့ဒီစာနဲ့ပစ္စည်းကိုပေးပြီးပြတ်ထွက်သွားတယ်လေရောက်ဖတ်ကြည့်ပါဦးပေးတာစာပေးတာမင်းတောင်းကြည့်တဲ့အတွက်
ဂုံယူပါတဲ့စိန်ရောင်တစ်ဖြစ်လဲဘတ်တူမင်းပြေးလိုက်တဲ့ရွှေကောင်းမှုကိုလည်းငါတို့ရတယ်ညာနာရင်ကလည်းမင်းကိုတိတ်ကျေးဇူးနေတဲ့ဒါပေမဲ့ရွှေကောင်းမှုတွေကမြတ်ကြောက်ဟာတို့လိုတဲ့ပစ္စည်းအရှိမဟုတ်ဘူးဒါကြောင့်တို့မြတ်ကြောက်ကိုဆက်ရှာတော့မယ်ငါရဲ့သူ့နေရာသူ့ပြန်ထားခြင်းလုပ်ငန်းကြီးမပြီးနိုင်သေးဘူးပေါ့ကွာညာနာလည်းကမင်းကိုကြီးပြေးတော့ကိုကျေးဇူးတင်တဲ့အနေနဲ့မင်းသမီးလေးအတွက်စိတ်တဆင်ကလက်ဆောင်ပေးလိုက်မင်းလက်ခံလိုက်ကြက်တာပဲငါထုမှရင်လေနော်မင်းတိုင်လိုက်လို့အစိုးရကဖမ်းမိသွားပြီးအထိနာကြတဲ့ငကနဲ့ဖွဲ့သားအချို့မင်းကိုရံမှုကြလိုက်မယ်ပြီးတော့ရန်ကျင်းရန်စဟာမိကျင်းမိစတဲ့ဆိုးတယ်ဆိုတာကိုတော့မင်းတတိထားနော်အေးဒါပဲကျွန်တော်တို့ညှို့နေကြပါလေခင်ဗျာညှို့နေကြပါလေ Good morning sir good morning ညိုလင်းတို့မှမောင်ဖုံးလာတယ်ဆိုတာလို့ပေါ့လေဒါပေါ့ကျုပ်စားပလင်းနှင်းမောင်ကတော့တာဝန်နဲ့ဝတရားတွေပါဆိုရင်အစင်းနဲ့မှာပဲ anything you do sir ဒါပေါ့ဗျာကိုနေမောင်ခေါင်းကြီးမှာခေါင်းကပဲစာတိုင်းကရောက်လာတာစားပလင်းနှင်းမောင် CID အင်းစိန်နဲ့ကိုနေမောင်အတွက်စာရော့ဖတ်ကြည့်ပါဦးဟုတ်လားပြစမောင်ဗျာဟာရေးထားလိုက်တဲ့စာတွေကဖတ်လို့မရအောင်ရှုပ်ရှက်ခတ်ပြီးရောထွေးနေတာပဲနောက်ကျောဘက်ကစာကတော့ဖတ်လို့ရတယ်ဘာစာလဲကကိုနေမောင်ရဲ့ဒါဘာစာလဲကအလွန်ရေးကြီးတဲ့သတင်းတစ်ခုချိန်မီပေးပို့လိုက်တဲ့စာဖြစ်မှာပေါ့ဝက်ဆန်နဲ့ရေးထားတယ်ဆိုတော့ကဘာအကြောင်းအရာမှမသိရသေးဘူးဖြစ်မှဖြစ်ရလေဗျာအရေးကြီးတဲ့သတင်းကိုဝက်ဆန်နဲ့များပို့ရတယ်လို့ဒါကတော့သတင်းပေးတဲ့လူမှာအချင်းကြထဲကနေပေးရတယ်ဖြစ်မှာပေါ့ကဲအချင်းကြထဲကပေးပို့လိုက်တဲ့တရုတ်ဝက်စာကိုဖော်ဖို့ရလွယ်ပါမလားဗျာလွယ်ပါမလားဒီအတွက်ဖူးနေစမ်းမနဲ့ဒါနဲ့ဘယ်လိုလုပ်မလဲကဘာပေါ်မှာရေးလေးထားရှိကြတယ်ဝက်စာအမျိုးမျိုးကိုကျုပ်ဖတ်ဖူးတယ်ဖော်ဖူးတယ်ဘုံပြောရရင်ပေါ့ဗျာဝက်စာအမျိုးမျိုးကိုဖတ်ဖူးခဲ့တဲ့အချိန်မှကိုပြန်ကြည့်မယ်ဆိုခဲ့လို့ရှိရင်တော့ရန်မင်္ဂလာရွတ်တဲ့အချိန်ထက်တော့မနေဘူးဗျပိုတော်ပိုမှထင်တယ်ဟုတ်လားကျုပ်ဆွဲကတော့ခုလိုဝက်စာမျိုးဖော်ထုတ်ရတဲ့ဒီအပြင်းပြင်းဆေးလေးတစ်ခွက်ကိုတောက်လိုက်ရတယ်လို့ပါပဲလေကဲဗျာအပြင်းပြင်းဆေးကိုတော့နောက်မှဆက်တောက်တာပေါ့ဟုတ်လားလောလောဆယ်တော့ရှေ့မှာချထားတဲ့လက်ဖက်ရည်အေးကုန်မှာမို့တောက်လိုက်ကြအောင်ဆိုကိုနေမောင်ရေးတောက်လိုက်ကြအောင်ဆိုဝက်စာနောက်ကျုံပါတဲ့ရိုးရိုးစာကတော့အသားမှဝက်အတိမှတရက်ထိမှမသိပြမနာဇီယိုစကိုင်းတေးဆိုဟုတ်ပြီအိုက်ပြီဗျာအတိတ်ပဲတော့ရပြီဗျာဘယ်လိုလဲဗျာနေဗျာအတော်ပဲဗျာလမ်းပေါ်မှာကြည်စမ်းမအောင်ဟုတ်တယ်ဟိုပသိမ်ကြီးဆောင်းလာတဲ့မျိုးသမီးတယောက်တွေ့လားတွေ့တစ်စစ်တော့ခေါ်လိုက်စမ်းပါဗျာဟုတ်ကဲ့ရောက်လာပါပြီကိုနေမောင်ဟုတ်ပြီဒီမဲ့မင်းကလေးရှင်မင်းကလေးလက်ထဲကထီးကပသိမ်ကြီးအစ်စ်နော်ဟုတ်ပါရဲ့ကိုကြီးပသိမ်ကြီးအစ်စ်ပါကျေးဇူးပြုပြီးတော့ကျွန်တော်ခဏလောက်ဟုတ်ကဲ့ယူပါရှင်ဓမ္မကြီးဒီစာကိုဒီထီးမှာကြောင်လီစီကားလို့အလိုက်တင်လေးပတ်ပြီးတော့ကဖတ်လိုက်မယ်ဆိုရင်တော့ဟုတ်ပြီဗျို့ဟုတ်ပြီကျုပ်လိုက်ရေးမယ်ဖတ်ပြဗျာဟုတ်ပြီငမိုးရိတ်ချောင်းအနီးတိမ်ချောင်းရွာကိုသွားပါဟုတ်ပြီကျောက်စာဝန်ဟောင်းဥပတ်တူတို့အမြန်ဆုံးကြကြပါသူတို့တတ်ကြလိမ့်မယ်ဟာအတော်အရေးကြီးတဲ့သတင်းပဲကိုနေမောင်ကျုပ်တို့လိုက်ကြမှာဖြစ်မယ်မမီတော့ဘူးအဖေခုလောက်ဆိုရင်တတ်ပြီးရောပေါ့အောင်မလေးဗျာရှာလိုက်ရတာဆရာတို့ရဲ့ဘာကိစ္စများလဲ inspector မင်းဥပိ္ပခေရင်းကြီးကခိုင်းလိုက်လို့ပါဘယ်လိုကိစ္စလူသတ်မှုကိုဖော်ထုတ်ရမယ်တဲ့တိမ်ချောင်းရွာကကျောက်စာဝန်ဟောင်းဥပတ်တူတတ်ခါတဲ့အမှုမလားဗျာကိုနေမောင်ဘယ်လိုလုပ်တည်လဲအော်စရာကောင်းလိုက်ကြဗျာဘယ်လိုလုပ်ကြိုပြီးတည်တယ်လဲဆိုတဲ့ကိစ္စကအရေးမကြီးဘူးလူတတ်မှုကိုအမြန်ဆုံးဖော်ထုတ်ဖို့ကအရေးကြီးတယ်ဆိုတော့ခင်ဗျားဘာတွေစီစဉ်ထားတယ်လဲဥပိ္ပခေဟုတ်ကဲ့အရှင်နဲ့စီစဉ်ထားပါတယ်
တိန်ချောင်းရွာကတိုးကြောင်လေးဖူတာအရှိဘက်မှာဆိုတော့ရန်ကုန်ကနေတိုးကြောင်ကလေးကိုထွက်တဲ့ရက်ထမ်းနဲ့လိုက်ကြဖို့အသိမှာပဲဗျာကောင်းတယ်ကောင်းတယ် ယထာတော်ထွက်လာပြီပဲတို့လူတွေစုံမစုံရလားကိုနေမောင်တို့များအမှုတွေကြီးဖတ်ပြီးညှိလိုက်လာလိုက်တာယထာလဲရန်ကုန်နဲ့အတော်ဝေးလာပြီ ဟဲ့ညကတိန်ချောင်းရွာမှာလူတက်မှုဖြစ်တယ်ကွာဟာဒီလိုဆိုရင်ကွာဖဲဝဲပြမှာပဲကွာဖဲသွားရရင်မကောင်းဘူးလားတော်ပါကွာမင်းတက်တဲ့ဖဲပြင်ကမတောက်တဲ့ခေါင်းနဲ့တိန်ချောင်းရွာအကျော်စိန်လူဖက်ကလက်တံပြောင်းသွားပြီနဲ့နေပါဦးကွာမှုကပေါ်ပြီလားပေါ်သေးဘူးတနက်ညပြည့်တယ်လို့ဆိုတာပဲအဲ့ဒါရန်ကုန်ကစားပလင်းနဲ့မောင်ခေါ်ထားတယ်တဲ့ဟာစားပလင်းနဲ့မောင်ဟုတ်လားအဲ့ဒီစုံတော့တာလာရုံးမှန်တော့ဟဲ့မကြောက်ဘူးအမြန်ဆုံးမှုပေါ်ပါပဲကွာသူကတကယ်တော်တယ်မောင်လူကလည်းလူပုံကျော်ပဲမင်းကတွေ့ဘူးလို့လားဟာတွေ့ဘူးတာပေါ့ကွာပုံကလေမင်းသားဗတ်တင်နဲ့ခတ်စင်နေမယ်သပင်ခွဲတော့လဲခင်မောင်ရင်လို့အလဲတက်တွေကခွဲတယ်တို့ရွာကမိန်းမချောတွေတောင်မှသူ့ကိုဗတ်တင်နဲ့တူလို့မရောက်မလဲလာကြည့်ကြသေးတယ်ဟာတိုးကြောင်လေးဘူးတာရောက်ပြီဟေ့ လူစုံတက်စုံကိုလာကြိုနေကြပါလားကဲကိုနေမောင်ကြီးကျွတ်တို့ဆင်းကြလို့ဟာစားတဲ့နှင်းမောင်လည်းတခါလဲလိုက်လာတယ်ကိုဝမ်းသာတယ်ဗျို့ဝမ်းသာတယ် ဟာစားပလင်းနဲ့မောင်ဆိုပါလားကြည့်ကြဟေ့ကြည့်ကြဟာလူကလူဟုတ်တယ်အဲ့စိတ်ကိုနေမောင် ဗျာ ဒီဥပတူရဲ့အလောင်းကိုကြည့်ပြီးပြီဆိုရင်ကျွန်တော်တို့ဘာဆက်လုပ်ကြမလဲ ဥပဒုအသက်ခံရတာဘယ်သူအရင်ဆုံးစပြီးတော့သိတယ်လဲဆိုတော့သိကျင်တယ် ကျွန်တော်အရင်ဆုံးသိရပါတယ် မိတ်ဆွေနာမည်ဘယ်လိုခေါ်ပါလဲ ဟောကျွန်တော်နာမည်သိန်းအောင်ပါ ကိုသိအောင်တွေ့ပုံလေးတွေတစ်စိတော့ပြောပြစမ်းပါအောင်ကျွန်တော် ဟုတ်ကဲ့ကျွန်တော်ဆရာဥပတူဟာ ဟုတ်ကဲ့ ထုံးစံအတိုင်းညကြရင်အိမ်တကားခြံတကားတွေကိုစစ်ဆေးပြီးသူ့အိတ်ခမ်းထဲကိုအိတ်မလို့ဝင်သွားတာမြင်လိုက်ရပါတယ်ဒီအနောက်မှာတော့ကျွန်တော်လည်းအိတ်ရတဲ့ကိုဝင်ပြီးအိတ်မလို့ကြမ်းနေတော့တနတ်တန်တစ်ချက်သူ့ခမ်းထဲကကြားလို့ကျွန်တော်သွားကြည့်လိုက်တော့ ဟာ ဥပတူရဲ့မျက်နှာမှာဒဏ်ရာဘလဝနဲ့တင်းနေတာကိုတွေ့ရပါတော့တယ်ဗျာ အဲ့ဒီတော့ကိုသိအောင်ဘာဆက်လုပ်တယ်လဲ ထမင်းကျကျော်စိန်အိမ်မော်တော်ချင်းရဲ့ဆရာဥပတူရဲ့ဇနီးမမြင့်မြင့်တို့ကိုအတိပေးပါတယ် ကောင်းပြီကောင်းပြီကိုသိအောင်အဲ့ဒီတော့အချိန်ဘယ်လောက်ရှိလဲအဲ့ဒါ ည9 နာရီခွဲလောက်ရှိပါပြီ 9နာရီခွဲဟုတ်လားဟုတ်ပြီအဲ့တော့အဲ့ဒီသမင်းကျက်ကျော်စိန်ရဲ့ဒေါ်ငိမ့်တို့ဒေါ်မင်းမြင့်တို့ကိုတူးချင်းကျွန်တော်စစ်ဆေးပြီးတော့ကြည့်ကြပါလေစစ်ဆေးတော့ခေါ်ပေးပါနော် ဟုတ်ကဲ့ထမင်းကျကျော်စိန်ကိုတောက်ခေါ်လိုက်ပါဦးမယ် ကောင်းပြီကောင်း အဲ့စိတ်ကိုနေမောင် ဗျာ အမှုရဲ့တဲလွန်စားကိုခံမလို့ရလား အမေးမလို့ပါနဲ့ဥအောင်တင်နော်အိုက်ပြီ အဲ့ပြီ ရ ဒီမှာကြည့်စမ်းပါဦးဗျာ ဘာလဲဗျ ပြောစီတွေတွေ့လား တွေ့သားပဲ အဲ့ဒါလက်ဖေးပကံကဖိတ်ကြတဲ့လက်ဖေးဇက်တီကြောင့်ဖြစ်ရမယ်ဗျာ ဒါဆိုရင်ဒီနေရာမှာကျုပ်တို့မရောက်ခင်ကလေးကလက်ဖေးပကံချထားပုံရတယ် ဟုတ်တယ် ထမင်းကျကျော်စိန်ရောက်လာပါပြီ ကဲမောင်ကျော်စိန် ဗျာ ဟောတော့မင်းဆရာမေးစီကိုကြည်စမ်း ဟုတ်ကဲ့ ဖျောင်းချက်ကလေးတစ်ခုကတ်ထားတယ်တွေ့တယ်နော် တွေ့ပါတယ် အဲ့ဒါလေးကိုမင်းသိသလား သိပါတယ်ဆရာ ပါတယ် အနာပေါက်လို့ကျွန်တော်ပဲမနေ့ကကပ်ပေးထားတယ်ပါ ဟောဒီမင်းဆရာလက်ကိုကြည်စမ်းမအောင်လက်စွပ်တကွန်းတွေ့သလား တွေ့ပါတယ် အဲ့ဒါမင်းနားလေလားပါလဲဆိုတာ သိပါတယ်ဆရာဒါလည်း ပါတော့ ဒါပေမဲ့ဆရာမှာခုတွေ့ရတဲ့လက်စွပ်ရဲ့အောက်အဖက်တစ်ခွင်းကလက်စွပ်တစ်ခွင်းနဲ့အားလုံး2ခွင်းရှိတယ် ဟုတ်လား မနေ့ညညစာဆိုင်နေတော့ကျွန်တော်တွေ့မိသေးတယ် ကဲကိုသိအောင်နောက်ထပ်အိမ်ပေါ်မှန်ချင်းကိုခေါ်ပေးပါ အစင်းနေပါပဲဆရာဟေးမင်းကြီးရှေ့တို့ဒီဆရာတွေမေးတာကိုကောင်းကောင်းဖြေ ကဲမှန်ချင်း ရှင် မနေ့ညကဖြစ်ပျက်ပုံတွေကိုတစ်စိလောက်မင်းတို့ကိုပြောပြစမ်း ဟုတ်ကဲ့ကျမအိယာပြင်ကန်ကြီးမှာအမြဲပတိစိတ်ပါတယ် ဟုတ်ပြီ ပတိစိတ်လို့အပြီးမှာဥပတူအခန်းထဲကတကားဆောင်ပိတ်တန်ကြားလိုက်ရပါတယ် ဟုတ်ပြီ နောက်တော့ကိုသိန်းအောင်နဲ့ကျော်စိန်ကပြောပြလို့ဥပတူတေတာကိုသိရပါတယ်ရှင် အဲ့ဒီတော့ကမငင်းပရိစိတ်တာဘယ်ကုန်းတော်ကိုစိတ်ပါတယ်လဲ နမောတတကိုပိုင်ပိုင်ကြီးစိတ်တဲ့နည်းနဲ့စိတ်ပါလေ ကောင်းပြီကောင်းပြီမငင်းသွားနိုင်ပြီနော်သွားနိုင်ပြီ ဥပတူရဲ့ဇနီးမမြင့်ဆိုတော့သူပါပဲဦးနေမောင် ဟောဟုတ်ကဲ့မမမြင့် ဟုတ်ကဲ့ရှင် ဥပတုရဲ့လက်မောင်းကဟောဒီနဂါရုပ်တစ်စိတ်နဲ့ပတ်သက်လို့ဥပတုကခင်ဗျားကိုဘာမှပြောပြဘူးတဲ့ ကျမကိုဘာမှပြောမသွားပါဘူးရှင် ဥပတုနဲ့အိမ်အောင်ကြတာဘယ်လောက်ကြာလဲ ကျမတို့အိမ်အောင်တဲ့
10နှစ်ကြာပါပြီ ဟော10နှစ်ရှိပြီလား ဟုတ်ကဲ့ရှင် ဟုတ်ပြီဥပတ္တရဲ့နောက်ကျောင်းရာဇဝင်ကိုသိပါသလား အိမ်အောင်မကြခင်တော့ကသူ့ရဲ့ရာဇဝင်ကျမဘာမှမသိရပါဘူးတခါတော့ကတော့သူအကြီးကျယ်ဖျားဘူးပါတယ် ဟုတ်လား ဖျားတဲ့အခါလဲကြောင်ကရမ်းနဲ့အေးမောင်ဆိုတဲ့နာမည်ကိုအချင်းချင်းခါခါခေါ်တယ်နောက်ပြီးဆဲလဲဆဲတယ်ရှင် ဟုတ်လား နေကောင်းလို့သူ့ကိုကျမမေးကြည့်တဲ့အခါလုံးဝမေးလို့မရတော့ပါဘူးရှင် ရှုပ်ဝက်မှုတွေများနေတဲ့ဥပတ္တကိုခင်ဗျစိတ်ကုန်ပြီးတော့ကတပ်ပစ်ချလောက်အောင်မုံမသွားဘူးလားတခါ ဦးရှင် အမေနဲ့ခင်ဗျားသွားနိုင်ပါပြီ လက်ဖက်ရည်ဆက်ကပြောစိတ်တည်းရဲ့ဥပတ္တမင်းစီကဆေးဖြောင်းပြက်ရဲ့ဟုတ်ပြီမနေ့ကကော်ဖီတစ်ပကံဒီခန်းထဲကိုယူလာတယ်မလားအဲ့ဒါရှင်းမှာကိုသိအောင် ဟုတ်ပါတယ်ကျွန်တော်မနေ့ကဒီခန်းထဲကိုကော်ဖီပကံယူခဲ့ပါတယ်ကျွန်တော်တို့ရဲ့အိမ်မှာလူပြေသွားလို့ရှိရင်အိမ်သားတွေဟာခမင်းစားတဲ့အချိန်ကော်ဖီတောက်တဲ့အချိန်တွေမှာအလောင်းရဲ့အနားမှာအကျွေးမွေးတစ်ခုခုကိုလာပြီးချတဲ့အလေးတာရှိပါတယ်ကျုပ်တော့စဉ်းစားလို့ကိုမရသေးတာဖြစ်တော့အကျွေးရကြတယ်နော် တဲခံမိပြီဗျတဲခံမှုမိပြီအဲ့ဒါတော့ဥပကင်တဲခံဟာဒီကိုသိအောင်မဟုတ်ဘူးနော် ဟုတ်ကဲ့ဘယ်လိုများပါလဲ တဲခံဟာကြောက်စာဝန်ဟောင်းဥပတ္တုတဲ့ခင်ဗျားတို့ထင်တယ်လို့မဟုတ်ဘူး ဘယ်လိုလဲဗျ သမင်းကျက်ကြောစိန်ပြောပြတယ်လို့ဥပတ္တုရဲ့မေးစီမှာအနာပေါက်နေရင်ဖျောင်းကျက်အောက်မှာအနာရှိရမှာပေါ့ ဒါပေါ့ ဟိုမှာကြည့်လေအနာမှမရှိပဲ ဟာဟုတ်တာ အဲ့တော့ဒီအလောင်းကဥပတ္တုရဲ့အလောင်းမဟုတ်ဘူးဆိုတာထင်ရှားနေတယ် ဒါတော့လက်ခံပါတယ် လက်ခံမှာပေါ့ ဒါပြင်ဥပဒုဘယ်မှာလဲဆိုတာကိုနှမမသိဘူးလား ဥပတ္တုကတခြားမှာတော့မဟုတ်ဘူးအဲ့ဒီနံရံနောက်ကအံကွက်ထဲမှာရှိတယ် ကဲဥပဒုထွက်ခဲ့ပါကျေးဇူးပြုဥပဒုထွက်ခဲ့ပါကျေးဇူးပြုဘုန်းနေပါနဲ့ခင်ဗျမလွတ်တော့ပါဘူးလာပါကဲဥပခင် ဗျာ အဲ့ဒါကြောက်စာဝန်ဟောင်းဥပဒုပါပဲ ဟုတ်ပါတယ်ဗျာကျောက်ဟာဥပဒုပါပဲစာဝလေးနှင်းမောင်ရဲ့တို့နာမည်ကြီးနေတာစွမ်းရည်ကိုလည်းငကူတွေကကျွန်တော်ကြားဘူးပါအခုတော့ကိုတွေ့ပါပဲဗျာကိုတွေ့ ဟောဒီတေဆုံးနေတဲ့သူဟာမကြခင်ကထောင်ကလွတ်လာတဲ့ငကနဲ့အတင်းသားအေးမောင်မဟုတ်လားဥပဒုဟုတ်ပါလား နှင်းမောင်ဟာရှုပ်ခမ ्या ကိုတော့ချီးကျူးတယ်မဆုံးပါဘူးကဲစိတ်လောက်ဒီမှုကိုဘယ်ပုံဘယ်နည်းနဲ့ဖော်ထုတ်တယ်ဆိုတာကျွန်တော်ကလည်းတော့ရှင်းပြပါဦးဗျာ သိရစေမယ် ဟုတ်ပါတယ်ကိုထဲမောင်ဥပဒုကိုယ်တိုင်ရောကျွန်တော်တို့ကသိကျင်နေတယ်ကိုထဲမောင်ဟုတ်တယ်သိကျင်နေတယ်ဒါကတော့အဲ့ဒါစဉ်းစားတွေးခေါ်ပုံလေးတစ်စိတ်လောက်ရှင်းသားမအောင်ဗျာရှင်းသားမအောင်ဗျာ တိလို့စိတ်ဆိုတဲ့လူရဲ့ဆန္ဒတစ်ခုကိုဖြည့်ဆည်းပြရခြင်းဟာမင်္ဂလာတစ်ပါးပါဒီတော့ဒီမှုကိုလေ့လာတဲ့အခါအမှုတစ်ခုရဲ့ဏ္ဍာန်ပိုင်းကိုစစ်ဆက်သိချအောင်လေ့လာဖို့လိုတယ်ဆိုလိုတာကဒီမှုမှာကြောက်စာဝန်ဟောင်းဥပဒုအသက်ခံတယ်ဆိုတဲ့တိုင်တန်းချက်ရပါလေဗျာဒီအရင်ကိုကျိုးတို့ရောက်လာတယ်နောက်လာတော့ကမျက်နှာထပ်ပိုင်းတစ်ချမ်းလုံးတနတ်ဒဏ်ရာနဲ့စုပ်ပြတ်တတ်နေတဲ့အလောင်းကိုကျိုးတို့တွေ့ဟုတ်တယ်တကယ်တော့ဥပဒုဆိုတဲ့လူကိုတစ်ချိန်တစ်ခါမှလည်းမြင်မှုကြတာလည်းမဟုတ်ဒီတော့ကဒီအလောင်းဟာဥပဒုအလောင်းမဟုတ်ဖ ೇನೆ ဥပဒုကိုတတ်တဲ့တေခံကိုလိုက်ရှာနေမယ်ဆိုရင်ဒီလောကမှာမရှိတဲ့အရာကိုလိုက်ရှာနေတယ်လို့ဖြစ်နေမှာပေါ့မဟုတ်ဘူးလားသူပြောတာ မှန်လိုက်လေစားလေးနှင်းမောင်ရာမှန်လိုက်လေ ပြီးတော့ကအမှုတွေမှာ mute evidence ခေါ်တဲ့စကားမပြောတဲ့သက်သေနဲ့ oral evidence စကားပြောရတဲ့သက်သေရဲ့လို့ရှိပါတယ်ဒီအမှုမှာစကားမပြောရတဲ့သက်သေဖြစ်တဲ့အလောင်းရဲ့မေးစေကဆေးပြောင်းချက်ဟာအဓိက point ဟောကျုပ်ဝင်လာတဲ့တရားကိုသိမသိငါဘူးနောက်ပြီးတော့ဥပဒုဟာသေသူအေးမောင်လာမဲ့အကြောင်းကိုကြိုပြီးတော့သိထားနေမို့ရတယ်ဟုတ်လားရန်ကားရှိတဲ့အေးမောင်ကလည်းဥပဒုကိုကလေးစားချေဖို့အတွက်အလားမှာတတိကြီးတဲ့ဥပဒုရဲ့လက်ဦးမှုကိုခံလိုက်ရတယ်ဆိုရင်တော့ဒါမမှားပါဘူးဘယ်နဲ့လဲဥပဒု ဒီကြီးအားလုံးကတိတ်ကိုမှန်နေပါတယ်ကိုနှင်းမောင်တိတ်ကိုမှန်နေပါ ကြောက်ရောက်ချင်းဥပဒုစာကြီးကန်းနဲ့ကိုဝင်ကြည့်တော့ကဥပဒုရဲ့စာကြီးကန်းထဲမှာဒဏ်ရာရီစာအုပ်တွေတွေ့တယ်ဥပဒုရဲ့ယခင်နာမည်ဟာစိန်လျောင်းလို့သူကသိရတယ်အဲ့ဒီယခင်ကနာမည်ဘဝဟောင်းကိုဇက်မြုပ်နေခဲ့တယ်ဒီအချက်တွေကိုထောက်ထားကြည့်လိုက်တော့အခုအချိန်မှလည်းဘဝကိုဇက်မြုပ်ဖို့အစီအစဉ်နဲ့မမျော်လင့်တဲ့ဖြစ်ရတဲ့ခုကို
လိမ္မာပန်းနတ်စွာအသုံးချဖို့ကြိုးစားခဲ့တယ် ဟောအော် ကဲဒါပါပဲတန်တဲ့အပိုင်းကသိအရေးမကြီးပါဘူးလေ နေမောင်ကိုနေမောင် ဟမ် SCID ကိုပို့တဲ့လျှို့ဝှက်ကိစ္စနဲ့ဥပဒေနိုင်ငံထဲမှာရှိမယ်လို့အတက်ပြောနိုင်တဲ့ကိစ္စက ရှုပ်ဝဲစာပို့တဲ့ကိစ္စကဥပဒေရဲ့လှည့်ွက်တစ်ခုပါပဲလေ အော် နောက်တစ်ခုကတော့ဥပဒေရဲ့စာကြည့်ကန်းတွေကကြောက်စာပေစာကြက်တီကြားတွေကနေပြီးတော့ကဒီအိမ်ကြီးရဲ့ရှုပ်ဝဲအခန်းပုံစံတွေကိုအမှတ်မထင်တွေ့ခဲ့ရတယ်တစ်ဆက်တည်းမှာပဲကျုပ်ရဲ့တန်တရားဖြစ်မှုကိုဟောဒီအခန်းတွေကပွဲစိတ်တီအုံးနေတဲ့ကော်ဖီဇက်တီကထောက်ခံနေပါတယ်ဗျာ အိုင်စိတ်ကိုနေမောင်အိုင်စိတ်ခင်ဗျားရဲ့တွေးခေါ်ပုံတန်ခွန်းဆက်ကလေးတွေကိုလေဆက်လိုက်တော့အလွန်မဲ့ခိုင်မာတောင်းနေတဲ့တန်ရိုးကြီးတစ်ချောင်းလို့ဖြစ်သွားတာပဲဗျာ ဘဲကလာတန်ကြိုးရမှာလဲ expect တော့ဥပိခင်ရဲ့တကယ်ကိုဖိုးတန်တဲ့ဆင်ញင်တွေးခေါ်မှုရွှေကျူးစင်ရိုးကြီးရ ဟုတ်တာပေါ့ဗျာဟုတ်တာဟုတ်တာ โอเคဥပဒုကိုလက်ထိတ်ခတ်လိုက်ပါဗျာ ဟုတ်ကဲ့ဟုတ်ကဲ့ ဥပဒုခင်ဗျားအမှုကမိမိကိုယ်ကိုခုခံကာကွယ်ပိုင်ခွင့်အရရှင်းနေကောင်းကောင်းနဲ့ရှောက်လွှဲတဲ့ယူရင်တက်တာပါပါကဲအိုင်စိတ်ကိုနေမောင်ဒါလုံးရဲ့ကိုစား congratulation ပါပဲစားလေးနေမောင်ရေ Thank you thank you ဒီဇလန်းမှာပါဝင်သရုပ်ဆောင်သူအမှုပညာရှင်များကတော့စားပလင်းနှင်းမောင်နဲ့ဥက္ကွန်တီအဖြစ်အကယ်ဒမီကောလိပ်ရှင်နေဝင်နှစ်ကိုခွဲကျောက်ဆောင်ဟောင်းဥပတ်တူအဖြစ်နိုင်ငံကျော်ပြတ်ဆက်မင်းသားလူငယ်ကြီးခိုင်ညနန်းနယ်အဖြစ်အကယ်ဒမီပင်ပင်နဲ့ဘာကောင်းအဖြစ်20ရာစုအမှုပညာပါရမီရှင်ပကြီးလေးဝင်းမြင့်မြင့်အဖြစ်ဒေးတိုင်းရှင်ဒနုပြညွညွရွှေအေးမောင်အဖြစ်ရုပ်ရှင်သရုပ်ဆောင်လှမင်းထက်အိုင်ပီအောင်တီးအဖြစ်ရုပ်ရှင်သရုပ်ဆောင်သိမ့်မြင့်စောအင်စပက်တော်ဖေကင်အဖြစ်ရုပ်ရှင်သရုပ်ဆောင်ကေတုမရီမျိုးအောင်အမှုပညာတအုပ်ဝိုင်းတော်သားများနဲ့အတူမြင်းကျန်တန်းစီတေးတန်ရှင်နှင်းနှူထွေးတေးတန်ရှင်ရင်မျိုးတန်နဲ့အထူးလှုပ်ရှားတာစံလျာတင်ဝင်းလိုင်ခေပေါ်တေးဂီတအဖွဲ့နဲ့ဂီတရတ္တမောင်မောင်မြင့်စိန်တချင်းတောင်ဝင်ကလှိုင်းမြင့်ထွန်းတေးတန်ရှင်များကမောင်မောင်မြင့်စိန်မြင့်သိန်းဦးမိုးမိုးဆန်ဒနုပြညွညွရွှေတို့ကပါဝင်ပြီးဆိုအားဖြည့်ထားကြပါလေစာရေးဆရာမြင့်သိန်းခရဲ့ခေါင်းကြီးခြုံလုံးမာပြီးဝတ္ထုကိုမောင်မောင်မြင့်စိန်ကအမွှန်းတင်စီစဉ်ဖန်တီးတာသီတာကျော်အမှုပညာဖြန့်ချီရေးအတွက်တင်ဆက်လိုက်တာဖြစ်ပါလေရှင်မူပိုင်ဆက်သွယ်ရမှာသီတာကျော်အမှုပညာဖြန့်ချီရေးတစ်ဆင့်ရင်းရင်တည်တယ်တွင်အမှတ်145လ